အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နေထားပေးကြပါဦးကျွန်တော်ဒီနေ့မှာကြာသွားတော့ဒါမနေ့ပိုင်းကတော့9ညနေမှာတော့တစ်ကိုเนาะဒီတစ်ကိုကတော့မနေ့မျိုး3ည break ကမှာတော့ကျွန်တော်တစ်ကိုလို့မထင်တော့ဘူးပြောမှဆိုတော့ဒါတစ်ကိုလို့မထင်တော့ဘူးဒါပေမဲ့သူကတစ်ကိုပေးသွားတယ်ပြီးတော့ကျွန်တော်တို့ကြီးတဲ့ site တွေက80နှစ်ကလည်းသွားမိတယ်ဗောနော်80နှစ်နဲ့83လေး80နှစ်ကအဓိကသွားမိတာဖြစ်တယ်ကျွန်တော်80နှစ်နဲ့30ပုံကျွန်တော်ကြိုက်တဲ့ကွက်လေးကိုပေးတာသူကပြောမယ်ဆိုတော့ဒီမှာ68ဗောနော်သူ့ရှိမှာ tip break ဆင်းတယ်ဒီမှာ68 tip break ဗောနော်သူပေါ်မှာတော့ nip break ဒီပုံစံလေးတိုင်းနဲ့ကျွန်တော်တစ်ကိုလို့ပေးသွားကျွန်တော်ပြောရလို့ပဲဒီပြောမယ်ဆို3ည break ကဒီမှာဆိုရင်ဒါကျွန်တော်တို့တိတိတရာကြီးကို3ည break ကဒီ၄ချိန်မှာတစ်ချိန်ဆင်းပေးတာဖြစ်တဲ့အတွက်ကျွန်တော်3ည break ကို main အဓိကပေါ့နော်ခွေကတော့မနေ့ပိုင်းကတော့ကျွန်တော်မမိဘူးပြောမှဆိုတော့မျိုးလင်းချက်တော့ပေးသွားအောင်သူကတော့နှစ်တစ်လို့ပြပြီးမှသူကခွန်ထိတ်ဖြစ်အဲဆိုတော့ကျွန်တော်တို့ဒီမနေ့ပြန်တော့ပေါ့နော်မနေ့ပြန်အတွက်ကိုအဓိကကျွန်တော်မနေ့ပိုင်းအတွက်ကိုပတ်တီတစ်လုံးရှိမယ်မနေ့ပိုင်းအတွက်ပတ်တီတစ်လုံးအဓိကပေါ့နော်ဒါကတော့မိတ်ဆွေတို့ပတ်တီကြိုက်တဲ့လူဆိုရင်တော့ပတ်တီကစားမနေ့ပိုင်းအတွက်ကိုကျွန်တော်ပတ်တီတစ်လုံးအကြိုက်ရှိတယ်ပြီးတော့နေ့တိုင်းထိုးခွက်လေးနည်းနည်းရှိမယ်ပေါ့နော်အဓိကတော့ဒါပြောမှဆိုတော့အကွက်ကတော့ဒါနောက်ဆုံးနေ့ဖြစ်သွားပြီဆိုတော့ site တွေကလည်းကြီးလိုက်ရင်တော့တချို့ site တွေကလည်းပေးတဲ့ site ကလည်းတော်တော်ပေးသွားတယ်မပေးတဲ့ site ကလည်းလုံးလုံးကိုမပေးဘူးပေါ့နော်ဒါပေမဲ့ပေးတဲ့ site ကတော့နည်းနည်းများပါတယ်ဒီတစ်ပတ်ကတော့အကွက်လည်းနည်းနည်းများတာပေါ့နော်ပြောမှဆိုတော့ကျွန်တော်ကဒီကျန်တဲ့ရက်တွေအတွက်ကိုခဏချုံပြီးမှကြီးလိုက်တာဖြစ်တဲ့အတွက်အကွက်ကတော့များသွားတယ်ကျွန်တော်ဒီတပတ်စာမှာဆိုရင်တော့ဒါ free cut ပေါ့နော် free cut မှာဆိုရင်တော့ဒီ1နဲ့3လေးအခွေကလုံးလုံးမထွက်သေးဘူးဆိုပေမဲ့ဒီကျွန်တော်တို့ကိုရှိထွက်တဲ့ site နဲ့ဆိုရင်တော့ဒါဒီမှာနော်1နဲ့3လေးအခွေကပြောမှဆိုရင်ဒီမှာဆင်းပေးတာလေးရှိတယ်ဒီပြီးရတဲ့တလကျော်လာပါဆိုရင်နှစ်တင်နဲ့ပြီးွားမျိုးပေါ့နော်တစ်ကိုထွက်ပြီးမှနှစ်တစ်လေးနဲ့ပြီးွားမျိုးလေးရှိတယ်အဲဆိုတော့1နဲ့3လုံးအခွေကလည်းကြာနိုင်နေတယ်ဒါမဲ့ကျွန်တော်ပြောတဲ့တပတ်တာ break နော်3ညနေထွက်တဲ့ site နဲ့ကတော့အဓိကကျွန်တော်ပြောတဲ့3 shift break မှာတော့ shift break ကြာပြီးွားပြီ3 break တော့ကျန်3 break ကတော့နောက် site တွေနဲ့ကျွန်တော်အဓိကပေါ့နော်ဘယ်လိုကစားတင်လဲဆိုတာတော့အဓိကပြောထားပြီးဖြစ်တဲ့အတွက်ဒါမိတ်ဆိုတော့မွေးနိုင်လဲဆက်မွေးပေါ့နော်3 break ဆိုပေမဲ့တင်ထိုးရမယ်ကိုကတော့ကွက်ထဲဒါပေမဲ့များတော့အဖြစ်တော့ဒီ main ကွက်မမီခဲ့ရင်တော့ကျွန်တော်တို့3 break ကတော့ကြာနိုင်တာပေါ့နော်ဒီလိုလေးတော့ရှိတယ်ပြီးတော့ဒါတော့မိတ်ဆွေတို့ပြောလက်စားနေမှာပေါ့နော်ဒီနေ့ခွန်လေးကိုအချိန်နဲ့135ကီးနေပေါ့နော်ဒီနေ့ဆိုရင်မနက်ကခွန်1ညနေမှာ1ကိုသူကတပတ်မှအနည်းဆုံး2ခွက်လောက်ကတော့ထွက်ပေးတယ်ကျွန်တော်ထိုးရမှာ24ခွက်တော့ရှိရပါတော့အဲ့ဒါလေးတော့အဲ့ဆိုတော့ကျွန်တော်တို့မနေ့ပြန်အတွက်ပတ်တီလေးကိုတစ်ချက်ကြည့်မယ်ပတ်တီရဲ့နေတိုင်းထိုးခွက်ရဲ့နေတိုင်းထိုးခွက်ကတော့အများကြီးမရှိတော့ပါဘူးเนาะပတ်တီကတော့မနေ့ပိုင်းတီတန်တီကလာရဒီနေ့မနေ့ပိုင်းကခွန်1မနေ့ကခွန်1ကကျွန်တော်ပြောမှဆိုဒါတကယ်လေးလိုပါဘာလို့ဆိုဒီခွန်1ကကျွန်တော်မွေးကတ်ထဲမှာကိုကျွန်တော်ပေးထားဒုထဲမှာပေါ့နော်မိန်ထဲမှာတော့1နှစ်ရ68ကတော့ထွက်သွားပြီဒုထဲမှာကဒီခွန်1 site ကိုတကယ်တမ်းကျရင်ရလိုက်တယ်နော်မနေ့ကကျွန်တော်ကပြောမှဆိုတော့ဒီကြည့်ရင်လည်းဒီ1နှစ်ရ56ရဒီဟာကိုနည်းနည်းလေးပို့ပြီးသွားပြီးအာတန်တဲ့ပုံစံဖြစ်သွားအခွေနဲ့နည်းရောပြီးမှရောပါဘောနော်ရောဆိုတော့ဒီကျွန်တော်ကအဓိက1နှစ်နဲ့56ကိုယူလိုက်တာဒီခွန်လေးတော့ယူမှဒီခွန်1ကိုကြတော့ကျွန်တော်မယူဘူးဘာလို့ဆိုတော့သူကဒီမှာကျွန်တော်ကြည့်တဲ့ site ကမနေ့ကပေါ့နော်ဒါလိုအပ်ချက်လေးကျွန်တော်ကြည့်တဲ့ site လေးကိုကျွန်တော်တစ်ချက်လေးပြန်ပြပေးလွဲတော့လည်းမတတ်နိုင်တော့ဆိုပေမဲ့ဒါမဲ့နောက်ပင်ရည်ထပ်ပေးလိုက်ရင်ဒါထပ်ကြည့်ထားလို့အဆင်ပြေရပါတော့ဒီ site နဲ့မနေ့ကကျွန်တော်ကြည့်ဒီမှာခွန်1တစ်ခွက်ကိုညမနေ့ကနန်းဆိုခွန်1တစ်ခွက်ကိုကျွန်တော်ခြံခဲ့တယ်ဘာလို့ခြံခဲ့လဲဆိုဒီမှာဆိုရင်တကယ်လည်းမချန်ခဲ့တင်ဘူးဒီပထမ9-3ပင်မှာဒီ4-6ရက်ကိုကျွန်တော်မျက်လုံးထဲမှာ4-6ကိုမမြင်ဘူးအဲ့4-6ကဟောဒီမှာ4-6ဒီခွန်ဘူးကိုထည့်စဉ်းစားရမယ်ခွန်ဘူးကဒီမှာကျွန်တော်မပေးဘူးထားမပေးပေမဲ့ဗရိတ်အနေနဲ့ပေးလားပေးတာမပေးတာဒါပထမတစ်ပင်မှာပေးတဲ့အတွက်ကျွန်တော်ညမနဲ့ကနန်းကိုစဉ်းစားရအောင်ဒါပေမဲ့နေ့တိုင်းထဲမှာတော့မပါတာပါเนาะဒါကျွန်တော်ပြောမယ်ဆိုတော့မွေးကတ်မှာတော့ကျွန်တော်ဒီအဓိကဒီခွန်1ပေါ့เนาะဒီခွန်1ကဒီမှာပေါ့နော်မွေးကထဲမှာကျွန်တော်မန်ပါထဲမှာပြီးအစောရင်းနဲ့ထည့်ထားပေးပြီးတာ
ဒီခွန်တစ်တစ်နဲ့ကပြောမှဆို site တော်များများနဲ့ညှိတယ်ပေါ့နော်ကျွန်တော်ဒီ niche ပြီးရတဲ့တင်းလာ niche ထွက်တဲ့ site နဲ့ဆိုလဲဒါညှိ sorry niche ထွက်တဲ့ပြီးရပါနော်တင်းလာည niche ထွက်တဲ့ site 6464ခွန်တစ်ကတစ်ခွန်ဒီမှာခွန်တစ်တစ်နဲ့ညမနဲ့ကနဒါမွေးကထဲမှာတော့ကျွန်တော်အဓိကပေးထားရလေးရှိတယ်အဲ့လိုလေးရှိတာဖြစ်တဲ့အတွက်ပြောမှဆိုမွေးကကတော့ဒီတစ်ပတ်က2ကွက်ထွက်တယ်ပေါ့နော်5ကွက်ပေးတာဒါပေမဲ့ကျွန်တော်ပြောမှဆိုဒီနှစ်တစ်ထွက်တဲ့ site နဲ့ကျွန်တော်တပင်ပြတ်ထားလို့ဆိုပြီးကျွန်တော်မပေးတာဒီနှစ်တစ်ထွက်တဲ့ site နဲ့ကဒီပထမဆုံးတပင်မှာ तू အကျဉ်းရင်နောက်အကျဉ်းရင်မှာ तू 3ပင်လောက်ပေးထားတာဒါတကယ်တမ်းကျရင်လည်းပြောမှဆိုမွေးကတစ်ခွက်လို့ဟာဒီ3ညနဲ့43ပေါ့နော်ဒီမှာ3ညနဲ့43ကဒီနှစ်တစ်ထွက်ပြီးတော့ကျွန်တော်ဒီဘက်မှာဆင်းထားပေးတာမရှိဘူးဒါပေမဲ့နောက်ပင်တွေမှာ49ဆင်းပြီး36ဆင်းပြီး3တုံည3ည3ဆင်းပြီးဒါညနေကနန်းကြီးတယ်နော်8တုံဒီမှာဆိုရင်ဒါပုတ်တခုနေမှာ38ကြာပြီးွားအဲဒီလိုလေးပေါ့ဟုတ်ပြီအားဆိုတော့ကျွန်တော်ဒီအဓိကဟိုပါပဲသွားလိုက်တော့မယ်နော်အဓိကပတ်တီတစ်လုံးဆိုပေမဲ့ကျွန်တော်အဓိကပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒါပတ်တီနဲ့ဟိုညှိတာကစားမလားဒါကျွန်တော်တွေ့တဲ့ site လေးကိုကျွန်တော်ပြပေးလိုက်မယ်နော်လောလောဆယ်ဒီပြီးရပတ်တင်းလာညနေniche လို့ထွက်တယ်ဆိုရင်ဒီတောက်ကြနေမှာပေါ့နော်နောက်တစ်ပတ်တောက်ကြနေမှာဒီမှာဆို3ကိုဆိုတဲ့ nib break ဒီမှာ6ဆိုတဲ့ nib break ဆိုတာလေးကြာထားပေးတာမျိုးရှိတယ်သူကအနည်းဆုံး niche ထွက်ပြီးရင် nib break ကအနည်းဆုံး2ကြိမ်ဆင်းတယ်ကျွန်တော်တို့ဒီမှာခွန်က6ဘူး3ညနဲ့3ကိုဒီလိုလေး2ကြိမ်ဆင်းတာရှိတယ်အဲ့ဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့ဒါတောက်ကြနေမနဲ့မှာပဲเนาะ nib break ဒီလိုပေါ့ nib break ဆိုရင်ကျွန်တော်ပေးတဲ့ပတ်တီသလုံးနဲ့ညှိတာထုံးမလားကိုကြိုက်ကွက်ကိုထုံးမလားရွေးချယ်လို့ကစားရလို့ရတယ်ပြီးတော့ကျွန်တော်တစ်ခွက်ကောင်50ခွန်မှာလဲဒါ nib break နဲ့သွားညှိရเนาะအဲ့ဆိုတော့ဒါတဘောတရားလေးပြောပြပေးတာဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့ဒီပတ်တီလေးသလုံးကိုသွားမယ်ပတ်တီသလုံးကကျွန်တော်ဒီ68ထွက်တဲ့ site နဲ့ပဲကျွန်တော်သွားမယ်เนาะဒီပထမတစ်ပင်ကတော့ဒါတောက်ကြနေပိတ်ရက်ဆိုတော့ကျွန်တော်တို့မနေ့ပိုင်းမှာကြာပေးနေတယ်ပတ်တီအဲ့ပဲဒီကတွားမယ်ဒီ68အတွက်ပြင်တော့ तू ကဒီသူ့ဂျာရင်းနေမှာမစင်းဘူးเนาะဧကနဒီမှာပေါ့เนาะ तू ကပြောမှဆိုတော့အဓိက10 break တော့ကြာပေးတယ်10တလုံးကတော့မစင်းဘူးतू ကဒီမှာပေါ့เนาะ68အတွက်ပြင်တောက်ကြနေမှာဒီမှာဆိုရင်ဒါ10တလုံး38ဒုတိယတစ်ပြင်မှာ80နဲ့ဒါ10နဲ့ပဲကြာเนาะဒီတတိယပြင်မှာဒါ10ဘူး10ဘူးဖြစ်တဲ့အတွက်ကျွန်တော်ဒီတစ်ပြင်မှာဒါ10တလုံးကတော့ထပ်ပြီးမှကြာနိုင်တယ်ပြီးတော့ဒီ68ထွက်တဲ့ site တစ်ခုတည်းနဲ့မဟုတ်ဘူးเนาะကျွန်တော်နောက်တစ် site နဲ့ပြပေးမယ်နောက်တစ် site နဲ့ဆိုတာကကျွန်တော်ဒီဟာပေါ့နော်ဒီဟာကြောင့်နည်းနည်းမိတ်ဆွေမျက်စိရှုပ်ရင်ရှုပ်နေမယ်ဒါပေမဲ့တေချာကြည့်ရင်တော့ရှင်းပါဒါကတော့နည်းနည်းဖြစ်စဉ်တူတဲ့ဟာတွေကိုကျွန်တော်ဆွဲချုံပြီးမှချုပ်ထားပါပေါ့နော် frame တော့မတူဘူးဆိုတာဘယ်လိုလဲဆိုတော့ဒီပထမတစ်ပင်နဲ့ဒုတိယတစ်ပင် frame မတူဘူးဒုတိယတစ်ပင်နဲ့ဒီတတိယတစ်ပင်မတူဘူးဒါပေမဲ့ဒီ3ပင်ပေါင်းမှကျွန်တော်တို့အခုဖြစ်နေတဲ့အပင်နဲ့တွားတူတယ်ဒီမှာခွန်6နှစ်ကိုဆိုရင်ဒီမှာခွန်6ရဲ့နှစ်ကိုရဲ့ဆင်းတယ်6ဘူး3ညကိုဆိုရင်ဒီမှာ6ဘူး3ညကိုဆင်းတယ်68တစ်ကိုဆိုရင်ဒီမှာ68တစ်ကိုဒီမှာဆင်းတယ်ဒီလိုလေးဆင်းထားတာရှိတဲ့အတွက်ကိုကျွန်တော်ဒီဟာလေးနဲ့ပတ်ပြီးအဓိကသွားယူမှာဒီတစ်ပင်မှာဒီ3ပင်ပေါင်းရင်ဒီတစ်ပင်မှာအားလုံးလာညှိနေတာဖြစ်တဲ့အတွက်အဲ့ဆိုတော့ဒီပြောမှဆိုသူကလည်းဒီလိုပေါ့နော်ခွန်6နှစ်ကိုဒီလို site လေးသွားပြီးသူကတောက်ချနေမနေ့မှာ10တလုံးဒီမှာဆိုရင်10တလုံးကျွန်တော်တို့ဒီမှာဆိုရင်10ဘူးအဲ့ဆိုတော့ကျွန်တော်တို့10တလုံးရှိမယ်အဲ့ဆိုတော့10တလုံးကိုကျွန်တော်မနက်ပိုင်းပေါ့နော်သူညနေပိုင်းမှာကြာပြီးတော့မတွေ့ဘူးအဲ့ဆိုတော့ကျွန်တော်မနက်ပိုင်းကိုဒီကစာ10ပတ်တီပြီးတော့နေ့တိုင်းထိုးပွဲကိုကျွန်တော်ကြည့်ပေးမယ်နေ့တိုင်းထိုးပွဲဆိုတော့ဒီ40နဲ့ကတော့မနေ့ကပြအောင်เนาะကျွန်တော်ပြောတယ်ဒီ3ညဘူးကဒီညနေမှာ3ညဘူး3ည break ပေးရဆိုရင်ဒီမှာ4 3ညဆိုတော့ကျွန်တော်ဒီမှာ9-8နဲ့ဒီ8နဲ့ကျွန်တော်တို့က3ည break ကိုmain တင်ကစားပါဘောเนาะအဲ့ဒါလေးကအဲ့ဆိုအဲ့ site လေးနဲ့ကျွန်တော်တို့တစ်ချက်အဲ့ site နဲ့မဟုတ်6ဘူး3ညကိုထွက်တဲ့ site နဲ့ကျွန်တော်သွားမှာเนาะ6ဘူး3ညဒီကြားတဲ့အထောက်တွေကကျွန်တော်အချိန်နဲ့ကြာနေလို့ဒီမပြတော့6ဘူး3ညကိုလို့ထွက်ရင်သူ့ရဲ့တစ်ပတ်2ပတ်3ပတ်4ပတ်ပေါ့เนาะအပင်ရင်နည်းနည်းတော့ဝေးတယ်ဒါပေမဲ့တောက်ကြနေမှာပဲအဓိကကစားသူကဒီပထမတစ်ပတ်မှာ9-8နဲ့ဒုတိယတစ်ပတ်မှာတော့9-8-4-3ည9-8-4-3ညဆိုတာကဒီကျွန်တော်တို့6ဘူး3ညကိုထွက်ပြီးတော့ဒီမှာ8နဲ့9-5ကသူကဆင်းပေးတယ်ဒီမှာကျွန်တော်တို့8နဲ့ရ9-5ရယ်เนาะ8နဲ့ရ9-5ရယ်ဒီမှာ8နဲ့9နဲ့တခါလဲဆင်းပေးတာ
စဉ်းစားဆိုကျွန်တော်ဒီဘက်မှာ98နဲ့43ညာရှိတယ်ညမနဲ့ကနန်းဆိုတော့ဒီနေ့6ကတော့ဒါမိတ်ဆွေပြောစရာမလိုကျွန်တော်ပေးတဲ့ထက်ပါပြီးတော့နေ့ကိုကတော့ဒါပြန်ကြတဲ့ဘွဲရှိတယ်ညမနဲ့ကနန်းနဲ့ပေါ့နော်အဲဆိုတော့ကျွန်တော်98နဲ့40အဓိကယူလိုက်တယ်မနေ့ပြန်တနေ့ကုန်ပေါ့နော်98နဲ့40နှစ်ကွက်ရှိမယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်နှစ်ကွက်ကကျွန်တော်ခုနကကြည့်တဲ့ဆိုင်နဲ့တစ်ချက်53နဲ့မျက်စိတော့နည်းနည်းရှုပ်လိမ့်မယ်နော် sorry ပါဒီညရှက်လေးချောင်းလေးချောင်းကျွန်တော်ဒီတစ်ပတ်ကနည်းနည်းရှုပ်တော့ကနန်းရှာဒီ content ထွက်တဲ့ site เนี่ยလောလောဆယ်ကျွန်တော်အကြိုက်တွေ့တာမရှိတဲ့အတွက်ပေါ့နော် frame ချမတွေ့တဲ့အတွက်ကိုကျွန်တော်ဖယ်ထားပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေ့တိုင်းထိုးကနောက်ထပ်နှစ်ကွက်ရှိအောင်နှစ်ကွက်ကကျွန်တော်အများကြီးတော့မဟုတ်နှစ်ကွက်လောက်ပဲနောက်ထပ်လေးတင်နေမမီပြီဆိုတာက6.8ဟုတ်ပြီကျွန်တော်ပြပေးဒီကျွန်တော်တို့ဒီ53ထွက်တဲ့ sign တွေပဲတွားမယ်เนาะအဲဆိုတော့မနေ့ကပြတဲ့နေရာမှာပဲကျွန်တော်ဆက်ပြီးပြပေးမယ်ဒါကတော့ပြောမှဆိုဒါဒီနေ့ပေးသွားပါเนาะမနေ့ကတော့ကျွန်တော်တို့ဒါ content ထွက်သွားတယ် content ကျွန်တော်ညနေမှာတော့တစ်ကို3ညပြီပေါ့နော်ဒါတော့သူကနန်းပေးသွားပြီဒီ site လေးဒါအစိမ်းရောင်လေးနဲ့ဒါသူပေးသွားတဲ့ဟာပေါ့နော်ဒါ9ဒါမှတ်ထားလို့လည်းရပါပေါ့နော်နောက်မိတ်ဆွေတို့အနေနဲ့ဒီ9နဲ့ထွက်လာရင်ဒီကနန်းတွေကပြန်ကြရတယ်ဆိုအဲဆိုတော့ तू ကဒီကျွန်တော်ပြပေးမယ်နော်ဒီ9မှာ तू ကအဲ့ဒီအင်္ဂါနဲ့ကျွန်တော်တို့တောက်ကြကနန်းပဲကျွန်တော်တို့ယူလိုက်သေးတယ်ယူလိုက်တဲ့ဆိုမဲ့ तू ကဘယ်ကနန်းထက်ကြဆိုတော့တင်းလာကနန်းကျွန်တော်ဒါ80နှစ်ကကျွန်တော်တို့ဒီမှာပေါ့နော်သူကဒီမှာ28လို့လာဆင်းတယ်ဒုတိယတစ်ပတ်မှာက16နဲ့ခွန်8ကကျွန်တော်ဒီမှာ16ကကျွန်တော်ဒါ2ချိန်ကြာတယ်88ကတစ်ချိန်ကြာအဲဆိုတော့ဒီတစ်ပတ်မှာကျွန်တော်တို့ကတစ်ခွက်ဒါ85ကျွန်တော်ပြောတယ်ခုနဒါဥဆုံးပြောတယ် nibrit ထဲမှာ85ဒါမိတ်ဆွေတို့ကြာရင်တင်ကစားလို့ရတယ်အဲဆိုတော့ကျွန်တော်နေလိုက်ထိုးက3ခွက်4ခွက်ပေါ့နော်အဲဆိုကျွန်တော်မနေ့ပြန်တွေ့ရေးလိုက်မယ်မိတ်ဆွေအနေနဲ့ဒါအခွေလိုက်တဲ့လူကတော့156ပေါ့နော်ဒါအခွေ156ကျွန်တော်တို့ကျန်တဲ့ကဏ္ဍကတော့ဒီပြောမယ်ဆိုတော့ tip rate ထဲပေါ့နော်ဒါမိတ်ဆွေတို့156ပုံလေးဒါကစားနိုင်တယ်ကစားပေါ့နော်ကဏ္ဍနည်းနည်းတော့ပိတ်နေဆိုဖြစ်တဲ့အတွက်ကိုယ့်ကတော့များသွားပြီတကယ်လို့အကွက်များမထိုးခြင်းဘူးဆိုရင်မနက်ပိုင်းဒီကပတ်တီလိုက်မလားပေါ့နော်ဒါမိတ်ဆွေတို့ပြီးလို့လေရွေးချယ်ကစားလို့ရတယ်အဲဆိုတော့ကျွန်တော်မနေ့ပြန်9ရက်ပေါ့နော်17လ25ပိတ်နေကျွန်တော်တွတ်တွတ်လေးရေးလိုက်တော့မယ်တွတ်တွတ်လေးရေးလိုက်မယ်ဆိုအပိတ်နေကျွန်တော်တို့ကဒါမနက်ပိုင်းပတ်တီပြီးတော့ကျွန်တော်တို့10ပိုင်းရှိမယ်ခုနကျွန်တော်ပြောတဲ့ဒီ နေ့ break ကလည်းကျွန်တော်မနက်ပိုင်းကိုပို့ပြီးခြိုက်တယ်ပေါ့နော်ပြီးတော့မနက်ပိုင်း break ဒါမိတ်ဆွေတွေအနေနဲ့ဒါ84တပွဲတင်ကစားလေးရနော်မနက်ပိုင်း break ဒါမနက်ပိုင်းကိုဒီကမနက်ပိုင်း break ကကျွန်တော်နေ့ break မှာကျွန်တော်ပြောတယ်84နဲ့50ဒီနှစ်ပွဲပေါ့နော်ပြီးတော့ကျွန်တော်ညနေပေါ့ sorry နေ့တိုင်းထိုးကွက်ကကျွန်တော်တို့ဒီ main ကတော့အဓိက50ခွန် နေ့ break ထဲမှာပါဆိုတော့50ခွန်ကတော့တနေ့ကုန်ပို့နော်ပြီးတော့ကျွန်တော်နေ့တိုင်းထိုးကွက်မှာကျွန်တော်5ခွန်ရယ်ခုနကကျွန်တော်ပြောတယ်58ရယ်ပြီးတော့ကျွန်တော်ပြော43ညရယ်ရှိမယ်ပြီးတော့နောက်တစ်ခွက်ပေါ့နော်ဒါမိတ်ဆွေတို့ထည့်ထိုး59တစ်ခွက်ကိုထည့်ပြီးမှကစားပါအဲဆိုတော့ဒါမနေ့ပြန်ကျွန်တော်တနေ့ကုန်ဒီကတော့အဓိက main 4ခွက်ကတော့တနေ့ကုန်เนาะခွေကြအောင်မယ်เนาะအဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ